ဟုတ်ကဲ့တကယ်ချင်းတို့အားလုံးမင်္ဂလာနော်ကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရနော်ဒီတစ်ခါတော့အဘောမှာကျွန်တော်မျိုးမင်းရတော့သူပထွေးမာလာတို့ဖွဲ့ကိုမင်းနေပြီနော်ကောင်းအောင်လှုပ်ချင်တာဘာအတွက်လှုပ်ချင်တာလဲပြည်သူအတွက်ကောင်းအောင်လှုပ်ချင်တာလားတန်ပြည်ရဲ့တယံဇာတာတွေကိုခိုးယူပြီးမိသားစုကြီးပွားချမ်းသာဖို့အတွက်ကောင်းအောင်လှုပ်ထားလားဆိုပြီးတော့နော်ပြောပြသွားတယ်နော်နောက်ထောင်ကြည့်ပါနော်ဘာတော့ဝီးကြလို့ချင်တာလဲတိုင်းပြည်မှာရှိတဲ့တယံဇာတာတွေကိုခိုးယူဖို့အတွက်လှုပ်ချင်ကြတာနော်အဲ့ဒါကိုတိဖို့လို့လေကိုမလိန်ဖို့လေလို့ထိုင်ကုန်ကြောက်လားပြည်သူတို့တွေလည်းလုပ်ပေးချင်လို့လားမဖြစ်နိုင်ပါဘူးဆိုပြည်သူတို့တွေလုပ်ပေးတယ်ဆိုရင်ကိုယ့်တက်ပေါ်လုပ်နိုင်လို့ရှိရောကိုလက်ကုပ်တည်းရမှာမဟုတ်လားကျွန်တော်ဒီလိုလေးပြောတာဒီလိုလေးပဲကိုယ့်တက်ပေါ်လုပ်နိုင်တဲ့သူလူကြီးကခန့်လိုက်လို့ဆိုရင်လုပ်နိုင်တယ်လို့ယုံကြည်လို့လူကြီးကခန့်လိုက်တယ်ဆိုရင်လက်ကုပ်တည်းပြရမယ်လို့ကျွန်တော်နားလည်ထားတယ်ဘာလို့ဆိုပြည်သူတို့တွေလည်းလုပ်ပေးချင်တယ်လို့ခဏတော့စိတ်ထဲမှာတကယ်ရှိတာဆိုရင်ပြည်သူလူထုအတွက်လှုပ်ပေးမယ်ဆိုလို့ရှိရင်နှစ်ပေါင်း80အတွင်းမှာနိုင်ငံတိုးတက်နေပြီးဆောက်ယူရဲ့ဗယံပရာတွေလိုက်ပြောနေမစောက်ရှက်မရှိဘူးလားကိုယ့်တက်ပေါ်လုပ်နိုင်မယ်လို့ယူဆတဲ့သူလူကြီးကခန့်ရင်လက်ကုပ်တည်းပြရမယ်ဟုတ်ကိုကမရဘူးငါထိုင်ကုန်မဲ့လို့ပါဆိုရင်တော့ထိုင်ကုန်မဲ့တယ်ဒီကထိုင်ကုန်ဩဇာအာဏာတွေကမဲ့တယ်ငါလူရှိမှထိတ်ဆုံးမှထိုင်နေတာမဟုတ်လို့ဆိုရင်တော့အဲ့ဒါဆိုရင်တော့အဲ့ဒီအယူဝါဒလေးကိုစွန့်လွတ်ကြတာကောင်းတယ်မစွန့်လွတ်နိုင်လို့အာဏာသိမ်းတာပေါ့ဆောက်ယူရဲ့ဆိုတော့ဘာမှမမြင်ဘူးဘာမှမမြင်ဘူးเนาะပြီးတော့ဒီနေ့9နှစ်အတွင်းမှာဘယ်လူကြီးတယောက်ကထိုင်ကုန်ကများအာမခံချက်ပေးထားနိုင်ရရှိလို့မင်းအွန်လိုင်းထိုင်တဲ့ထိုင်ကုန်ကတော့အမြဲဆုံးပဲเนาะဘယ်ထိုင်ကုန်မှမမြဲဘူးဆိုတော့မင်းအွန်လိုင်းမေးကြည့်ပေါ့သူအဲ့ဒီထိုင်ကုန်ကြိုက်လို့သူเนาะအာဏာသိမ်းတာမဟုတ်ဘူးလားဆောက်ယူရဲ့ဟာပိုးလေကွာ